မင်္ဂလာပါဒီနေ့မှာတော့ Food Forest Diary by Spring Wine Channel က comeback ပြန်လာပြီဖြစ်ကြောင်းအားလုံးကိုပြောချင်ပါတယ်အရင်ကဒီ channel ကိုစိုက်ပျိုးရေးဗီဒီယိုတွေတင်ခဲ့ဖို့ပေမဲ့အကြောင်းကြောင့်အချိန်တစ်ခုကြာရပ်နားခဲ့ရပါတယ်ဒါပေမဲ့ဒီ2026ခုနှစ်မှာတော့ကိုယ်တိုင်လုပ်မြေဆွေးအသုံးပြုပြီးတော့ mini food forest တစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ဂိုးလေးထားဖို့ဆုံးဖြတ်ထားပါတယ်ဒီ channel မှာမြေဆွေးလုပ်နေပြုတ်ပင်ဆိုင်နေမြေပြင်ကစပြီးစိုက်ခင်းတည်ဆောက်တဲ့အဆင့်တွေနဲ့စိုက်ပျိုးရေးမှာတည်တင်တည်ထိုက်တဲ့ဘုဒ္ဓတွေကိုစိုက်ပျိုးရေးကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့အပြင်ဒီကျွန်တော်ကစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းကိုထိုင်းနိုင်ငံကိုရီးယားနိုင်ငံနဲ့ဂျပန်နိုင်ငံမှာပါကျွန်တော်လက်တွေ့လုပ်ကိုင်ခဲ့ပူပါတယ်ပြီးတော့မြန်မာနိုင်ငံမှာလည်းကိုပိုင်ချန်တွေတည်ဆောက်ခဲ့ပူတယ်ပေါ့နော်ပြီးတော့တခုပြောအောင်မယ်ဗျကျွန်တော်ကဘဝတက်တန်တစ်လျှောက်ကကျွန်တော်ကစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းကိုကျွန်တော်တအားဝတ္တနာကြီးခဲ့တဲ့အတွက်ကြောင့်ဗျဒီလမ်းကြောင်းပေါ်ကိုပဲကျွန်တော်ဘဝတက်တန်တစ်လျှောက်ဒီတိုးတက်လာတဲ့ခေတ်ကြီးရဲ့နောက်ပိုင်းမှာပေါ့ဗျာဒီ AI တွေပါတယ်ပေါ်လာတဲ့နောက်ပိုင်းမှာတော့ကျွန်တော်ပို့ပြီးတော့လေ့လာဖြစ်တယ်အဲ့ဒီဗဟုသုတတွေကိုကျွန်တော်ကစိုက်ခင်း diary တဘောမျိုးအားလုံးကိုနေ့စဉ်မှတ်တမ်းတစ်ခုဖြစ်နေ့စဉ်မှတ်တမ်းအဖြစ်ပေါ့ဗျာဒီမျှဝေပေးသွားမှာပါဒီဗီဒီယိုတွေကတင်ပေးဖို့မဟုတ်ဘူးဗျာဒီအတူတူလေ့လာတင်ပေးတဲ့နည်းတွေမဟုတ်ဘူးနီးလန်းတွေပေးမှာတော့မဟုတ်ဘူးကျွန်တော်ပြောချင်တာနားရဲရှုပ်ကောင်းလားမသိဘူးနီးလန်းတွေပေးမှာမဟုတ်ဘူးအတူတူလေ့လာပြီးတော့ဗျာဒီကျွန်တော်တို့အတူတူလေ့လာကြမယ်ကျွန်တော်သိထားတတ်ထားတာတွေကျွန်တော်လေ့လာထားတာတွေအဲ့ဒါတွေကိုကျွန်တော်မျှဝေပေးမယ်အဲ့ဒါတွေကိုအတူတူလေ့လာပြီးတော့နှစ်သက်မှာအိမ်မက်တွေကိုအတူတူတိဆောက်ဖို့အုံမြင့်ချစေချင်တယ်အကယ်၍ကိုပိုင်စိုက်ခင်းလှုပ်ချင်တဲ့အတူပြီးတော့မြေဆွေးကိုအမှန်တကယ်အသုံးချချင်တဲ့အတူတဘာဝနဲ့နီးစပ်တဲ့ဘဝကိုစိတ်ဝင်စားတဲ့သူဆိုရင်ဒီ channel ကတင်သက်ပါပဲဒီနေ့ကစပြီး Food Forest Diary by Spring Wine comeback ပြန်လာပါပြီ subscribe လုပ်ထားဖို့လည်းအားလုံးကိုတိုက်တွန်းချင်ပါတယ်ပြီးတော့ကြိုပြီးတော့မေတ္တာရက်ခံစရာတစ်ခုရှိပါတယ်ကျွန်တော်ကတိုင်းရင်းသားတယောက်လည်းဖြစ်တဲ့အတွက်ကြောင့်ဒီမြန်မာစကားကိုကျွန်တော်ကောင်းကောင်းဒီပမာစကားကိုကျွန်တော်ကောင်းကောင်းဒီပြောမနိုင်တာရှိတယ်ပေါ့ဗျာအဲ့ဒါကြောင့်မို့ဒါပေမဲ့ကျွန်တော်လည်းအကောင်းဆုံးစူးစမ်းပြီးတော့တင်ဆက်ပေးသွားပါမယ်အားလုံးပဲ channel လေးကို subscribe လုပ်ထားပြီးတော့အတူတူ Food Forest ကိုဒီဆောက်သွားကြရအောင်ပါနောက်လာမယ့်ဗီဒီယိုတွေကိုလည်းဆက်လက်အားပေးကြည့်ရှုဖို့ပြောချင်ပါတယ်ကဲအားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံးပဲအဆင်ပြေကြပါစေဗျ